inventory app ကိုပေါ့နော်လုပ်ငန်းနဲ့ကိုက်ညီအောင်ဆက်ရက်ချမယ်ပေါ့အရင်ဆုံးကျွန်တော်တို့ warehouse စောက်တဲ့အပိုင်းလေးကနေစလိုက်မယ် warehouse အသစ်တစ်လုံးစောက်ခြင်း configuration တွေက warehouse ဆိုတဲ့နေရာမှာပေါ့နော်ဒီအစာအုပ်တစ်ခု building တစ်ခုလုံးကိုဆိုလိုခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ new ခေါ်လိုက်မယ်တော့ warehouse 2ပေါ့နော်ဒီ shortcode ကိုကြိုက်တာပေးလို့ရတယ်နော် mdywh နော်စသည်တဲ့ okay ကျွန်တော် warehouse တစ်လုံးစောက်ပြီးဆိုတာနဲ့ဒီ operation မှာပေါ့နော် operation type တွေမှာသက်ဆိုင်ရာ warehouse အလိုက်ကျွန်တော်ပေါ်လာလိမ့်မယ်เนาะအဲ့တော့ကြည့်မယ်ဆိုရင် group ပိုင်းနဲ့ warehouse နဲ့ကြည့်လိုက်ရင်သက်ဆိုင်ရာ warehouse တစ်ခုချင်းစီလိုက်ဒီ operation type တွေပေါ်လာလိမ့်မယ်ဒါတွေကတော့ကျွန်တော်ဘာမှစဉ်းစားကြမလို့ပေါ့နော်အဲ့ဒီ warehouse ကြီးရဲ့အောက်မှာကျွန်တော် location တွေထပ်ဆောက်ချင်တယ်ဆိုလို့ရှိရင် configuration တွေက location အဲ့တော့ပုံမှန်ဆိုရင်သူသက်ဆိုင်ရာ warehouse တစ်ခုချင်းစီမှာပေါ့နော်သက်ဆိုင်ရာ warehouse တစ်ခုချင်းစီမှာကျွန်တော်တွေကဒီ location တွေကပါလာပြီ store ဆိုတဲ့ main location တစ်ခုကြီးပါလာပြီအဲ့ဒီအောက်ထဲမှာကျွန်တော်ကဒီ sub location အသေးလေးတွေကျွန်တော်ဆက်ပြီးထည့်မယ်ပေါ့နော်အဲ့တော့ new ခေါ်လိုက်မယ်ထားပါတော့ shelf chef a ပေါ့နော် chef a ကဘယ်အောက်မှာရှိလဲဆိုတော့ wh ဒီ store အောက်မှာရှိရလို့ကျွန်တော်တို့က mention လုပ်လိုက်မယ်အဲ့တော့တခုရှိရဲအဲ့ chef a ကနေ store တွေကိုဘယ်လိုပုံစံထွက်ချင်တာလဲ first in first out ထွက်ချင်တာလား last in first out ထွက်ချင်တာ closest location ဆိုတာခုနကပေါ့နော် hierarchy သွားတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ကဒါအနည်းဆုံး location ကနေထွက်ချင်တာလားစတဲ့ဒါမှမဟုတ် first expiry first out expire နီးတဲ့ကထွက်ချင်တာလားကျွန်တော်တို့ဒါ remove strategy ကိုလည်းကျွန်တော်တို့ရွေးထားလို့ရတယ်ပေါ့နော်အဲ့တော့ထားပါတော့ first expiry first out ဒါမှမဟုတ် sign တစ်ခု first in first out ဒါတွေတော့အသုံးကားတဲ့ဟာတွေပေါ့အဲ့တော့ chef area မှာကျွန်တော်ထပ်ဆောက်မယ်ထားပါတော့ row 1အဲ့တော့ chef area မှာ row 1အစတွေပဲဒီလိုပုံစံတွေကျွန်တော်တို့ကတိဆောက်ထားလို့ရတယ်เนาะဒါဆို hierarchy ပုံစံမျိုးနဲ့ပေါ့နော်နီးစပ်ရာ location ကထွက်မယ်ဆိုတဲ့ပုံစံမျိုးတွေလည်းဒီမှာကျွန်တော် remove strategy မှာเนาะဒါကျွန်တော်ရွေးထားလို့ရလိမ့်မယ်ဟုတ်ပြီဒါကတော့ location ဆောက်တဲ့အပိုင်းလေးထွက်လိမ့်မယ်ပြီးတော့မှကျွန်တော်တို့ postray rule ကတော့ဒါကျွန်တော်တို့ကဒီ product တွေကိုဒီ internet transfer ပေါ့နော် location တစ်ခုနဲ့တစ်ခုရွေးတဲ့ကိစ္စတွေကိုကျွန်တော်တို့တွေကအစောကြီးက configuration ချထားတဲ့ပုံစံမျိုးကိုသုံးနေတာပေါ့ဒီပုံမှန်ဆိုကျွန်တော်တို့ကဒီအဝယ်စင်းသွင်းတဲ့အချိန်မှာ store ကဘယ်ရောက်မလဲ WH ငွေဆောင် store ဆိုတဲ့နေရာကိုရောက်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ product နမူနာပေါ့နော်ဒီ product ကဒါဒီ WH ငွေဆောင်ဆိုတဲ့ store နေရာကိုရောက်လို့ရင်ကျွန်တော် store 2ပေါ့နော်ဘယ်ကိုသွားပါလဲ chef area row number 1နဲ့ကိုသွားပါလို့ကျွန်တော်ဒါ mention လုပ်ထားလိုက်ရင် system auto တခါအဲ့ location ကိုရွေ့ပေးမှာပေါ့နော်ကျွန်တော်တို့က internet transfer တွေနောက်ကနေလိုက်လုပ်စရာမလိုဘူးဒါ manpower လိုအပ်မှုကကျွန်တော်တို့က short ချနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သုံးလို့ရတယ်အဲ့လို post review တွေလုပ်ပြီးကျွန်တော်ဒါ save လိုက်မယ်ပေါ့နော်ဒါကျွန်တော်တော့မ save တော့ဘူးစမ်းလာပြီဆိုတော့ discard လုပ်လိုက်မယ်ဒါကတော့ post review ထည့်တဲ့ပုံစံပြီးတော့မှ product category စောင့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒါ configuration နဲ့ product category new ခေါ်မယ် name ပေးလိုက်ပေါ့နော် name ပေးလိုက်မယ်သူမှာ parent category ရှိရင် parent category တွေကိုကျွန်တော်ထပ်ထည့်မယ်ပြီးတော့ဒီကောင်ကတော့ဒါ average cost တွေမဲ့ barbecue ရဲ့မှန်တယ်ဒီမှာတော့ဒါ account site ကနေမှာမိမိသက်ဆိုင်ရာချိတ်ချင်တဲ့ ledger တွေကျွန်တော်တို့ဒါချိတ်ပေးမယ်เนาะ income ကောက် expense ကောက် valuation ကောက်တွေချိတ်ပေးမယ်ပြီးရင်ကျွန်တော်ဒါ save လိုက်မယ်ဆိုရင်ဒါ category လေးတစ်ခုတိဆောက်လို့ပြီးလိမ့်မယ်ပေါ့ဒီ category ကလည်းဒါမိမိလုပ်ငန်းရဲ့လိုအပ်ချက်ရမိမိကြိုက်တဲ့စလို့ကျွန်တော်ဒါစောက်ထားလို့ရပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ units and packagingပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ basic ပေါ့နော် basic unit ထုတ်လိုက်မယ်အသေးဆုံး unit PCS ပေါ့ဒီမှာ backward set ဆိုရင်ကြီးလိုက်လို့ရှိရင်သူ့မှာ quantity 6ခုပါတယ် reference ဘာကိုယူထားလဲဆို PCS ကိုယူထားတယ်အဲ့လိုပုံစံထုတ်လိုက်မယ်အဲ့ကျွန်တော်တို့တကယ်လို့တာပေါ့နော် CARD cut and done 10လုံးပါတယ်တက်ကတ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က quantity မှာ10အသေးလေး10ခုပါတယ်ဒီလိုပုံစံထုတ်လိုက်မယ်ဒါမှမဟုတ်ဒါစဉ် DO ZEN ဒါစဉ်ဆိုတော့ကျွန်တော်တို့ကအသေးလေးဘယ်နှခုပါလဲဆို12ခုပါတယ်quantity မှာ12ရိုက်မယ် PCS ကိုဒီလိုထည့်လိုက်မယ်။ဒါလုံးကဘောက်မှာအလုံး30ပါတဲ့ဘောက်တစ်ခုပဲဆိုတော့ဘောက် in တာဒီပေါ့နော်ကျွန်တော်တို့မှတ်ရလွယ်အောင်အဲ့တော့အလုံး30ပါတယ်သူက PCS ကိုကျွန်တော်တို့ base ယူလိုက်မယ်ဒီလိုပုံစံထွက်လိုက်မယ်။ဒီ unit of measure တွေရတယ်ဒါကိုလုပ်ငန်းနဲ့ကိုက်ညီအောင်ကျွန်တော်တို့ဒါ set ချလို့ရတယ်ပေါ့နော်။ဟုတ်ပြီဒီအပိုင်းလေးတွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒါ product စောက်တဲ့အပိုင်းလေးလာမယ်။ product တွေက product ကိုသွားမယ်။ new ခေါ်မယ်ဒါပါတော့ AA ပေါ့ AA ဆိုတဲ့ product သူ့ကို point of sale ကရောင်းချင်တယ်ဆိုရင်ကျွန်တော် point of sale ကိုအမှန်ချင်မယ်သူဒီ goods ပေါ့နော် goods ကုန်စည်မျိုးစားထွက်တယ်ပြီးတော့မှကျွန်တော်တို့ကသူ့မှာ expire တွေဘာတွေသုံးချင်တယ် lot တွေနဲ့သုံးချင်တယ်ဆိုရင် buy lot ဆိုတာလေးကိုကျွန်တော်ရွေးပေးရမယ်
တခြားထားပါတော့เนาะကျွန်တော်မလိုတဲ့ဟာလေးတွေကျွန်တော်တို့ဖယ်လိုက်မယ် category လေးကိုကျွန်တော်မှန်အောင်ချိန်လိုက်မယ်ဒီလိုပုံစံလုပ်လိုက်မယ်ပြီးတော့မှ save အဲ့ဒီမှာတစ်ခုရှိတယ်ဒီကောင်ကိုကျွန်တော် inventory လက်ကျန်ပေါ့နော် inventory ground ကောက်တဲ့ချိန်မှာဘယ်လိုပုံစံမျိုးနဲ့သိကျင်တာလဲသိကျင်တဲ့ unit of measure ကိုဒီမှာလာချိန်ပေးရမှာအဲ့ဒါလေးတစ်ခုတော့ရှိတယ်လောကကျွန်တော်ကတော့ဒါ PCS နဲ့ပဲဖော်ထားလိုက်မယ်ပြီးတော့မှကျွန်တော် save ရဲကိုသွားမယ် packaging သူ့ကိုကျွန်တော်ကဘယ်လိုရောင်းလဲ cut စင်တန်းသူ့10လုံးပါတဲ့ cut အနေနဲ့ကျွန်တော်ကဒါရောင်းချင်တယ်ပေါ့နော်ဒီလိုပုံစံလုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါ point of sale လာမယ်point of sale ထဲမှာလည်းကျွန်တော် category တွေပဲတဲ့စုကျင်လဲပေါ့နော်ကိုစုကျင်တဲ့တွေကိုကျွန်တော်ဒါ create လုပ်ပြီးတော့ထည့်လို့ရလိမ့်မယ် optional product အနေနဲ့เนาะကျွန်တော်တို့တွေကဒါဒီထဲမှာလည်းထည့်ထားလို့ရလိမ့်မယ်သူနဲ့ related ဖြစ်တဲ့ optional product တွေထည့်မယ်ဆိုလည်းထည့်လို့ရတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ multi price list ရှိရင်ကျွန်တော် price list ထည့်မယ် loss ဒီမှာ price list တစ်ခုတည်းမလို့ကျွန်တော်ကတော့မထည့်သေးဘူးပေါ့နော်ဒါတော့ say app ပါကြမှာကျွန်တော် price list လေးထပ်ပြီးထည့်တဲ့ဟာလေးပါလိမ့်မယ်ပေါ့ဟုတ်ပြီပါချီလဲရတယ်မလို့ okay inventory ဒီ inventory မှာဆိုရင်တော့ကျွန်တော်တို့က law နဲ့သုံးပါဆိုရင် valuation by Lawrence serial number expire date ပါသုံးမယ်ဆိုရင်ဒါ expire date ပေါ့နော်ဒီလိုပုံစံလုပ်လိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော်ကစီလိုက်မယ်ဒါဆို product လေးတစ်ခုဒါကျွန်တော်တို့ create လုပ်လို့ပြီးသွားပြီ A3 လုံးဆိုတဲ့ product လေးဓာတ်ပုံတွေထည့်မယ်ဆိုရင်ထည့်လို့ရတယ်အဲ့တစ်ခုရှိတယ်ကျွန်တော်ဘာတစ်ခုရှိလဲဆိုတော့ဒီ product မှာသူကကတ်စင်တန်းဆိုတယ်เนาะဒါ unit တစ်ခုကိုထပ်သုံးထားတယ် basic ကတော့ PC ရပဲ okay အဲ့တော့ဒီကောင်ကကိစ္စမရှိဘူးဒီ save application ကိုသုံးတဲ့အခါကျရင်ကျွန်တော်တို့ unit of measure ကိုကြိုက်တယ်လို့ချိန်ပြီးတော့ entry လုပ်လို့ရတာထွတ်အတွက်ကြောင့်မလို့ကိစ္စမရှိဘူးဒါပေမဲ့ point of sale ကိုသုံးတဲ့အခါမှာဒီကတ်စင်တန်းဆိုတဲ့ဟာကိုကျွန်တော်ရွေးလို့မရအောင်အဲ့တော့ဒီကတ်စင်တန်းအတွက်ကျွန်တော် virtual ပုံရိပ်အောင် product လေးတစ်ခုကိုကျွန်တော် create လုပ်ပေးဖို့လိုအပ်လိမ့်မယ်အဲ့တော့ကျွန်တော်ကเนาะဒီကနေ duplicate လုပ်လိုက်မယ်ပြီးတော့ဒီကောင်ကိုကျွန်တော်က CARD ကတ်စင်တန်းဆိုတဲ့ကောင်เนาะဒါနာမည်လေးပါကျွန်တော်ပေးလိုက်မယ်တူအောင်လို့ပြီးတော့ဒီကောင်ကျတော့ကျွန်တော် trust မလိုက်တော့ဘူးပုံရိပ်အောင် product ထွတ်အတွက်ကြောင့်မလို့ trust inventory မလုပ်ဘူးအဲ့တော့ဒီမှာကျွန်တော်ဗာလဲမလဲဆိုတော့ ကတ်စင်တန်းဆိုတဲ့ unit of measure လေးကိုရွေးမယ်အဲ့တော့ဒီကောင်တွေကတော့မလို့ point of sale ကလည်းအတူတူပဲထွက်မယ် price list ကလည်းရတယ်ကျွန်တော်ဒါနောက်ပိုင်းကျမှဆက်ပြီးတော့ okay inventory လည်းမလို့ရပြီเนาะဒီလိုပုံစံလေးထွက်လိုက်မယ်အဲ့တော့လောဆယ်ကျွန်တော်ခဏစေလိုက်မယ်စေပြီးတော့ဗာချိတ်ပေးရမလို့သူရဲ့ basic product နဲ့ဒီ cash product နဲ့ကိုကျွန်တော်ချိတ်ပေးရအောင်ချိတ်မယ်ဆိုတော့ကျွန်တော်က B1 ကိုသွားမယ် new ခေါ်လိုက်မယ်အဲ့တော့ဒီ cash စင်တန်းဆိုတဲ့တက်ကက်ရောင်းလိုက်တိုင်းကျွန်တော်ကဘာလုပ်မလဲဆိုတော့ kit လုပ်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ A3 လုံးသူ့ရဲ့ဒါ basic product ကနေဒါ10လုံးထွက်ပါလို့ကျွန်တော်ကသူ့ကို mention လုပ်ပေးတာဒီလို configuration ချထားတဲ့သဘောပေါ့နော်အဲ့လိုပုံစံထွက်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီလိုပုံရိပ်အောင် product တွေဆိုကျွန်တော်အဝယ်စင်းမသွင်းဘူးတော့အဲ့တော့ purchase ကိုကျွန်တော်အမှန်ချင်းဖယ်လိုက်မယ်ဒီလိုပုံစံထွက်လိုက်မယ်အဲ့တော့ဒီမှာတစ်ခုစဉ်းစားမှာကျွန်တော်ဒီ A3 လုံးဆိုတဲ့ product ကကြာသူက Lawrence serial number ကိုကျွန်တော်တို့ကဒါ apply လုပ်ထားတယ်ပေါ့နော် Lawrence serial number ကို apply လုပ်ထားတယ်အဲ့တော့ခုနတုန်းကဒီ cat စင်တန်းမှာကျွန်တော် Lawrence serial number apply မလုပ်ထားဘူးအဲ့တော့ဘယ်လိုပုံစံနဲ့သွားမလဲခုနတုန်းကကျွန်တော် location မှာဒီ removal strategy ဆိုတဲ့အရာရှိတယ် first in first out နဲ့သွားမှာလား first expire first out သွားမှာလားပေါ့နော်ကိုရေးထားတဲ့အတိုင်း system ကနေ auto law တွေကို create လုပ်ပြီးတော့ထွက်ပေးလိမ့်မယ်ကျွန်တော် first in first out ဆိုတော့အရင်ဝင်တဲ့ကောင်ကိုအရင် system ကထွက်ပေးမယ်first expire first out ဆိုတော့အရင် expire နီးတဲ့ကောင်တွေကို system ကနေ auto ထွက်ပေးလိမ့်မယ်ပေါ့နော်ဒီ law တွေထက်လာတဲ့အခါမျိုးမှာဆိုရင်အဲ့လိုပုံစံလေးတော့ရှိပါတယ်